Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အတိကဂျုံနဲ့စီနှမျိုးရှိယုံနဲ့ကြွရပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ခါချမှုအလွယ်ပြုလုပ်နည်းလေးကိုလာပြပြဖြစ်ပါတယ်ပထမဆုံးပကံတစ်လုံးထဲကိုဖြိုးတို့3နေကြအထွေထွေ3ဂျုံကိုနှုတ်စီပူနဲ့တပူးနဲ့တဝက်စာကိုထည့်ပေးလိုက်ပါတယ်ပြီးတော့စားလက်ဖက်ရည်စွဲတဝက်စာလုံးနဲ့တကြားကိုထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပြီးတော့နည်းနည်းလေးနှက်သွားအောင်ပေါ့နော်နေဟာပေးလိုက်ပါတယ်ရှင်ခဏလောက်နေပြီးတာနဲ့သူ့တွေကိုစီထမင်းစားစွန်းနဲ့3စွန်းနဲ့တဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်စီကကြတော့ဖြိုးရိုးရိုးဟင်းချက်တဲ့စီကိုပဲသုံးထားပါတယ်ရှင်ဒီနေရာမှာကိုယ့်အိမ်မှာထောပတ်စီလေးရှိရင်ထောပတ်စီလေးနဲ့သုံးမယ်ဆိုလည်းရပါတယ်နော်ထောပတ်စီလေးနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့အနက်လေးမှုရပါတော့ပြီးရနဲ့ဒီစီနဲ့ဂျုံကိုနှက်သွားအောင်နေထားပေးလိုက်ပါတယ်ခဏလောက်စီနဲ့ဂျုံကလုံးဝနှက်သွားတဲ့အထိပေါ့နော်ဖြိုးရိုးခဏလောက်နေတော့ပေးရမှာဖြစ်ပါတယ်ရှင်ဖြိုးရိုးနဲ့သွားတာစီနဲ့ဂျုံကလည်းနှက်နေပြီဆိုမှရေကိုနည်းနည်းချင်းစီထည့်ပြီးတော့ပြန်ပြီးတော့တမသွားအောင်ပေါ့နော်နေထားပေးလိုက်ပါတယ်ရေကတော့ဖြိုးဒီမှာသုံးသွားလိုက်တာဆွဆွပေါင်းဆိုလို့ရှိရင်100 ml လောက်ရှိပါတယ်ရေကိုဖြိုးရိုးနည်းနည်းချင်းစီထည့်ပြီးတော့မုတ်သားလေးနဲ့လုံးဝနှက်သွားတဲ့အထိပေါ့နော်နေတော့ပေးရမှာဖြစ်ပါတယ်အခုဖြိုးလောက်ပြထားတဲ့နီးလေးရဆိုလို့ရှိရင်အလွယ်ကူဆုံးလို့လည်းပြောရတယ်ပေါ့နော်ဖြိုးတက်နိုင်ဆုံးလွယ်ကူဆုံးလေးလောက်ပြထားပါတယ်ပြီးတော့ကြွရပြီးတော့အရင်လက်စားကောက်ပါတယ်ကဲဖြိုးနဲ့တွိုင်းနဲ့ဒီလိုမျိုးမုတ်သားလေးနဲ့ရေနဲ့လည်းနှက်ပြီးတော့မုတ်သားလေးကလည်းချောလေးဖြစ်နေပြီဆိုလို့ရှိရင်သူ့ကိုပြင်ထုတ်ပြီးတော့ဖြိုးတို့တုံးလေးတွေတုံထားပေးလိုက်ပါမယ်နော်ဖြိုးတော့ဒီမှာ၄တုံးစာလောက်တုံထားပေးလိုက်ပါတယ်တုံးလေးတွေတုံးပြီးတာနဲ့ပြန်ပြီးတော့အလုံးပုံစံလေးတွေလုံထားပေးလိုက်ပါတယ်ဒီလိုမျိုးလေးတွေပေါ့နော်ပြီးရနဲ့ခဏကမုန်းနေထားတဲ့ပကယ်ထဲကိုပဲထည့်ပြီးတော့သူ့ကိုမိနစ်20လောက်နှက်ထားပေးလိုက်ပါတယ်ရှင်ကဲချိုးတို့နှက်ထားတာမိနစ်20ပြည့်သွားပြီဆိုလို့ရှိရင်သူ့ကိုအပြင်ထုတ်မယ်ပြီးလို့ရှိရင်မုံလုံးမဲ့နေရာလေးကိုပေါ့နော်တေချာလေးဂျုံလေးဖြူမယ်ပြီးရင်တော့သူ့ကိုခက်ရှိပုံစံလေးပေါ့နော်နည်းနည်းလေးပုံဖော်ပေးလိုက်ပါတယ်ဒီလိုမျိုးခက်ရှိပုံလေးဖော်ပေးတာနဲ့ဒီတလိပ်လုံးလေးနဲ့လှိတ်ထားပေးလိုက်ပါတယ်ရှင်လုံးဝပပလေးဖြစ်သွားတဲ့အထိပေါ့နော်ခက်ရှိနေထားလေးတွေလှိတ်ထားပေးလိုက်ပါတယ်ဒီနေရာမှာကိုယ့်အိမ်မှာဒီလိုမျိုးတလိပ်လုံးလေးမရှိဘူးဆိုလို့ရှိရင်တခြားအဆင်ပြေတဲ့ဟာလေးနဲ့လှိတ်ပေးမယ်ဆိုလည်းရပါတယ်နော်ကဲဖြိုးတို့လှိတ်သွားလိုက်တာကိုလိုချင်တဲ့ပုံစံလေးလည်းရပြီမုတ်သားလေးကလည်းပပလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးတို့ဒီမုတ်ပေါ်မှာပြောင်းကုန်မှုတ်ကိုခက်မြများလေးဖြူထားပေးလိုက်ပါမယ်နော်ဖြိုးခုသုံးထားတာကပြောင်းကောက်မှုပဲဖြစ်ပါတယ်ပြောင်းကောက်မှုကိုခက်မြများလေးဖြူထားပေးလိုက်ပါတယ်ပြီးရနဲ့ဒီဟိုဘက်တောက်နဲ့ဒီဘက်တောက်ကိုမလှတဲ့ဟာလေးကိုပေါ့နော်လိထုတ်ပေးထားလိုက်ပါတယ်ရှင်ပြီးရနဲ့ဖြိုးတို့အသားလေးသူ့ကိုလှိတ်သွားပေးလိုက်ပါမယ်နော်ဒီလိုမျိုးလေးပေါ့နော်ပြီးတော့ဒီထိတ်မှာဖြိုးတို့ရေလေးနဲ့ငယ်ဆုပ်ပြီးတော့ကတ်ထားပေးလိုက်ပါမယ်နော်ဒါမှကွာမှာပေါ့နော်မုတ်သားလေးရဒီလိုမျိုးလေးပဲကြံနေတဲ့အလုံးလေးတွေကိုလည်းလှုပ်တော့ပေးပါဖြစ်ပါရဲ့နော်ခုဆိုလို့ရှိရင်တော့နောက်ထပ်3လုံးကြံသေးတယ်ပေါ့နော်ဒီလိုမျိုးလှည့်ရမှာကဲပြီးရင်တော့သူ့ကိုထားပြီးတော့ကြံနေတဲ့ဟာလေးကိုလည်းဒီတိုင်းလေးပဲလှုပ်တော့ပေးလိုက်ပါတယ်ကဲအားလုံးကိုလှည့်လုပ်ပေးပြီဆိုလို့ရှိရင်ဖြိုးတို့စပြီးတော့အတုံးလေးတွေတုံထားပေးလိုက်ပါမယ်နော်ဖြိုးကတော့ဟိုဘက်ထိတ်လေးနဲ့ဒီဘက်ထိတ်လေးတိတ်မလှတာနဲ့ဖြတ်ထုတ်ပြီးတော့ဒီလိုမျိုးပေါ့နော်အတုံးလေးတွေတုံထားပေးလိုက်ပါတယ်ဒီနည်းလေးရဆိုလို့ရှိရင်ကြွပြီးတော့အရင်စားကောင်းတဲ့နည်းလေးပါနော်ကဲပြီးရင်တော့ဖြိုးတို့စပြီးတော့သူ့ကိုလှိတ်ပေးလိုက်ပါမယ်နော်မလှိတ်ခင်မှာသူ့ရဲ့ဒီအပေါ်ကိုလက်လေးနဲ့ဖိပေးလိုက်ပါတယ်ပြီးမှအသားလေးကိုလိုချင်တဲ့ပုံစံလေးပေါ့နော်လှိတ်ထားပေးလိုက်ပါမယ်နော်ပြီးရနဲ့ဖြိုးကသူ့ကိုခက်ရှိနေထားလေးတွေလှိတ်ထားပေးလိုက်ပါတယ်နည်းနည်းလေးရှိလာအောင်ပေါ့နော်ဒီလိုမျိုးလေးဒီနေထားလေးပေါ့နော်ဖြိုးတို့အားလုံးကိုဒီတိုင်းလေးပဲလှိတ်သွားပေးပါဖြစ်ပါရဲ့နော်ကျန်နေတဲ့ဟာလေးကိုလည်းဒီတိုင်းလေးပဲလှိတ်သွားပေးလိုက်ပါတယ်အရင်ဆုံးလက်လေးနဲ့အပေါ်ကိုဖိလိုက်တယ်ဖိပြီးလို့ရှိရင်တော့ဒီလေးလုံးလေးနဲ့ဖြိုးတို့အသားလေးလှိတ်သွားပေးရမှာဖြစ်ပါတယ်ဒီနေထားလေးပေါ့နော်သူကတအားလည်းမရှိတအားလည်းမတုံနေထားလေးကဲပြီးရင်တော့သူ့ကိုစီပူထဲကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်နော်ကြော်တဲ့ချိန်မှာမီအပြင်းမဟုတ်ပဲနဲ့ပေါ့နော်မီခဲအေးလေးနဲ့ကြော်တော့ပေးမှာဖြစ်ပါရဲ့နော်ဖြိုးရတော့မုတ်ကိုထက်ကြော်လိုက်တယ်မုတ်လေးရဒီလိုမျိုးစီပေါ်မှာပေါ်လာပြီဆိုတာနဲ့မုတ်လေးနည်းနည်းလေးပွားလာအောင်ပေါ့နော်ဒီလိုမျိုးခရင်လေးနဲ့ဇုံးလေးနဲ့ဖွာထားပေးလိုက်ပါတယ်
ဒါမှတာမုတ်လေးကပွားလာအောင်ပေါ့နော်ဒီတိုင်းလေးပဲဖြိုကကြော်သွားပေးလိုက်ပါတယ်ရှင်အယောင်လေးတွေပြောင်းလာတဲ့အထိပေါ့နော်ကြော်တဲ့ချိန်မှာလည်းမုတ်ကိုအသားလေးခရီးလေးနဲ့စုံလေးနဲ့ပေါ့နော်ဒီလိုမျိုးဖွားဖွားပြီးတော့ကြော်သွားပေးလိုက်ပါတယ်ဖြူရဲမုတ်လေးကိုလုံးဝရှူရရင်ရောင်လေးတွေတန်းလာတဲ့အထိပေါ့နော်ကြော်သွားပေးအောင်ဖြစ်ပါတယ်ရှင်ကဲဒီလိုမျိုးလေးပေါ့နော်ဖြူရမုတ်ကိုထည့်ချလိုက်မယ်မုတ်ကစီပေါ်မှာပေါ်လာပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ့နော်ဇုံးလေးနဲ့ခရီးလေးနဲ့ဖွားထားပေးလိုက်ပါတယ်ကဲဖြူတို့ကြော်သွားလိုက်တဲ့ခါချမုတ်လေးကဒီလိုမျိုးရှူရရင်ရောင်လေးတန်းနေပြီဆိုလို့ရှိရင်စကားလေးနဲ့ဆက်ထုတ်ပြီးတော့စစ်ပြီးရင်တော့သုံးဆော့နိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့ကျွတ်ရွပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ဖြူရဲ့ခါကြမုံကျွတ်ကလေးကတော့စားဖို့အဆက်တဖြစ်နေပါပြီရှင်ဒီနေရာမှာချိုချိုလေးကြရင်တကြားရည်လေးကိုကြိုပြီးတော့အပေါ်ကကြားရည်လေးဆန်ပြီးတော့ပေါ့နော်စားနိုင်ပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဖြိုးရည်ဖိတ်လို့လည်းအားပေးကြပါဦးလို့ပြောချင်ပါတယ်နောက်ထပ်လည်းလွယ်ကူယူရှင်းတဲ့ဗီဒီယိုအသစ်လေးတွေအများကြီးတင်ပြဖို့ရှိပါတယ်ပြီးတော့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်ဒီနေ့လေးတက်လို့စားနေပါရယ်เนาะကဲဒါဆိုရင်ဖြိုးရည်နဲ့ဗီဒီယိုတင်တော့ပြောစရမယ်เนาะအားလုံးဘိုင်